ကဲနိုင်ငံကျော်အဆိုးတော့လက်ထက်ကနေမိုက်ယူပြီးတော့အေးစိတ်တူလက်ထက်မှာထားတာကိုတင်ထားတာလုံးကြည့်လို့မရတော့အားလုံးကိုမင်္ဂလာပါကျွန်တော်ပြောစရာတခုရှိတယ်မပြောတော့ဘူးလို့ကိုဟာကိုစိတ်ထဲမှာမနေထိနေပြီဒါမဲ့ Facebook ကိုပြန်ဖွင့်တာနဲ့မျက်စိနောက်ပြီဒီနေ့ဆိုရင်ပို့ဆိုတာပေါ့Facebook ကိုဖွင့်ပြီးတော့ကြည့်တဲ့ချိန်မှာတွေ့တယ်ဒါမဲ့ဘာပဲဖြစ်ဖြစ်သူရလဲပရိသတ်အနေနဲ့ပေါ့သူသွားမှဖြစ်မယ်လို့ကိုကထင်နေခဲ့တာတခုပြောချင်တယ် तू ကဘာလဲ तू က Yosovan ရဲ့မန်နေဂျာလားဒါမှမဟုတ် Yosovan ကသူ့ကို bodyguard အတွက် तू ကသူ့ကိုငားနေတာလားကျွန်တော်နားမလဲဘူးတကယ်လို့တီးတဲ့လူရှိလို့ရှင်လဲပြောပြကြပေါ့ဒီဗီဒီယိုတွေ့တာတော့လုံးဝစိတ်ထဲမှာမထားနိုင်တော့ဒီတစ်ခါတော့ပြောရတော့မယ်ဆိုပြီးတော့စိတ်တခါတဆုံးဖြတ်ချက်လုပ်ခဲ့တာသူ့ယူထားတဲ့မိုက်ကိုတော့ကြည့်လိုက်Okay, ကချင်းနဲ့ဆုံးပြမယ် Okay မင်းတို့ငယ်ငယ်လေးနေပြပါအရင်ကြီးတော့မကုန်ပါနဲ့နော်ခဏလေး we're gonna get started with the program so I need you guys to please bring it to a notch okay ကဲအကုန်လုံးတွေ့ကြမယ်လေထင်တယ်နော်ကျွန်တော်တော့လုံးဝကြည့်လို့မရဘူးဗီဒီယိုကိုကြည့်တာနဲ့ကိုစဉ်းစားလို့မရဘူးခုထိ simple chick တို့ကသူကအများများနေပြီသူဘာလဲဖြူကျော်သိန်းကနိုင်ငံကျော်အဆိုးတော်နော်သူကပညာတတ်လည်းဖြစ်တယ်ဆရာဝန်လည်းတယောက်လည်းဖြစ်တယ်အဆိုးတော်လည်းဖြစ်တယ်နိုင်ငံကျော်အဆိုးတော်လည်းဖြစ်တယ်သူဘာထင်လို့လဲအခုမလေးရှားမှာလုပ်တဲ့ပွဲတွေသူအစီအစဉ်တဲ့လူလည်းမဟုတ်ပါဘူးတကယ်စီစဉ်တဲ့လူတောင်မှအဲ့လိုဖြစ်မှာမဟုတ်ကဲနိုင်ငံကျော်အဆိုးတော့လက်ထက်ကနေမိုက်ယူပြီးတော့အေးစိတ်တူလက်ထက်မှာထားတာကိုတင်ထားတာလုံးကြည့်လို့မရတော့ဘူး။နေအဲ့လိုလို့ကျွန်တော်တို့ချင်းလူမျိုးကတက်ခါကြတယ်။တိလားချင်းတက်ခါမကြခိုင်းနဲ့နင်းတယောက်ကြောက်ပြောပြီနော်။အများများနေပြီ။ကြည့်လိုက်ဒီဗီဒီယိုကိုဟာကိုပြန်ပြီးတော့ Facebook မှာတကယ်မင်းမလည်းဖုန်းရှိမယ်နိုင်ကျော်ဆိုတော်ရဲ့လက်ထက်ကနေမိုက်ယူပေးတာနင်ကောင်းလားကိုပြန်ကြည့်လိုက်ပြန် checking လုပ်လိုက်ကျွန်တော်ချင်းတယောက်အနေနဲ့လုံးဝလက်မခံနိုင်ဘူးဒီလိုမျိုးလုပ်တာ body ကလိုမန်နေဂျာလိုမီဒီယာလိုအရာမျက်စိနှောက်နေပြီအဲ့တော့တွေ့တယ် social media မှာတွေ့တယ်ဒါပေမဲ့မပြောတော့ဘူးလို့ကိုဆုံးဖြတ်ချက်လုပ်ထားပြီဒါပေမဲ့ဒီဗီဒီယိုကိုပြန်ကြည့်တာနဲ့လုံးဝကိုမနေနိုင်တော့ဘူးအရာလွန်နေမိုက်ယူပြီးတော့မတောင်းဘူးတခါတည်းယူပြီးတော့ကိုယ့်လက်ထဲမှာထားပေးတယ်ဘာဆိုလိုတာလဲညဖာလေအင်္ဂလိပ်စကားတခွန်းနဲ့ပြောနိုင်နဲ့မင်းဖေမချဲနဲ့နော်ဒါပဲပြောချင်တယ်အရာဒီမြက်ဖြန်တစ်ဖက်ကမှလည်းပြန်ကြည့်မယ်နောက်ထပ်ပြန်ပြတော့ဒါမျိုးတွေ့လို့ရှိရင်ပြန်ပြဒီ reaction ပြန်လုပ်မယ်နေ့ရဲ့ဗီဒီယိုနေ့ရဲ့ပုံမင်းရဲ့ဗီဒီယိုလေးကိုနော်တတိထားတော့ချင်းတွေကိုတိတ်ခါမကြားခိုင်းနဲ့နော်ကဲဒါပဲပြောချင်တယ်ရန်ကြည်ယူတင်တယ်